အားလုံးပဲမင်္ဂလာပါတူရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်22ရက်4လ2026ဗုဒ္ဓဟူးနေ့အတွက်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနေပုံနဲ့အရင်ဆုံးပြောပြပေးခြင်းပါတယ်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်38အချိန်ဖြစ်ပါတယ်245ခွန်နဲ့ကတ်မှာဖြစ်ပါတယ်ဗျ38အချိန်ကို245ခွန်နဲ့ကပ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပုံနဲ့8ကွက်ကတော့323435ခွန်8284 858ခွန်ဆိုပြီးတော့ပုံနဲ့8ကွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနေပုံနဲ့ဖြစ်ပါဗျဗုဒ္ဓဟူးနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့38လုံးပိုင်းဖြစ်ပါတယ်38လုံးပိုင်းဖြစ်ပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်မထိမပေါက်ကီး3လုံးကတော့234ကီးဖြစ်ပါတယ်234ကီးဖြစ်ပါတယ်ဗျနောက်တစ်ခုကတော့ဗုဒ္ဓဟူးနေ့နေကုန်အတွက်ကျွန်တော်လက်ဆောင်အခွေလေးတစ်ခုပေးကြပါတယ်ဒါကတော့ကိုယ်နဲ့အကြိုက်တူတယ်ဆိုလို့ရှိရင်တော့ကစားလို့ရပါတယ်မကြိုက်ဘူးဆိုလို့ရှိရင်လည်းပယ်လို့ရပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်အတွက်လက်ဆောင်အခွေကတော့2308အခွေအပူးပါကစားမှာဖြစ်ပါတယ်2308အခွေအပူးပါဖြစ်ပါတယ်ဗျဒါကတော့ဗုဒ္ဓဟူးနေ့နေကုန်အတွက်လက်ဆောင်အခွေဖြစ်ပါတယ်ဟုတ်ကဲ့ပါဗုဒ္ဓဟူးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လဲကျေးဇူးအများကြီးတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူတွေရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျာနော်